တငယ်ချင်းနောက်တစ်ယောက်တော့စိုးအောက်သွားပြန်ပါပြီဒီနေ့ vlog လေးကကြတော့မနက်ဖြန်မှာတငယ်ချင်းဝယ်တင်ရှိတဲ့အတွက်ကြောင့်ပန်းလာဆင်ဖို့ရန်သွားပြီးတော့ကူညီပေးခဲ့တဲ့ vlog လေးပဲဖြစ်ပါတယ်အရင်တော့ဆိုရင်ကျမတို့ရက်ကွက်ကလူကြီးအများတဲ့ထဲမှာပါပါတယ်ခေတ်အခြေအနေရနိုင်ငံရေးအခြေအနေရနဲ့နိုင်ငံခြားသွားတဲ့သူတွေတွားကြပြီးတော့ရွာမှာကြံခဲ့တဲ့လူတွေနည်းနည်းပဲကြံပါတော့တယ်ဒီလိုနဲ့ပဲရွာမှာကြံခဲ့တဲ့သူတွေကတယောက်ပြီးတယောက်စိုးအောက်သွားပြန်ပါပြီကျမတို့ရက်ကွက်မှာရှိတဲ့အပြိုကတော့9ယောက်ပဲကြံပါတော့တယ်ဝမ်းနေစရာပါပဲပန်းလာထိုးဖို့ရန်အတွက်တငယ်ချင်းတွေကတော့ပန်းတွေတည်လာပါပြီအသုံးပြုတဲ့ပန်းတွေကကြတော့နီးစီပန်းအဖြူရောင်အပန်းရောင်ဝါနုရောင်တွေပဲဖြစ်ပါတယ်ကျမတို့ရွာမှာမင်္ဂလာဆောင်တဲ့အခါအလှဆင်ပေးတဲ့အဖွဲတက်တက်ရှိပါတယ်တငယ်ချင်းကတော့ရိုးရိုးအလှဆင်ကိုပဲငားလိုက်ပါတယ်ဒီအလှဆင်ထဲမှာဆိုရင်စောင်းပေါက်ရဲ့ပန်းထိုးရဲ့ပါဝင်တာကိုမှ6သိန်းကျပ်ပဲပေးရတာပဲဖြစ်ပါတယ်အစားတော့အကြတော့ကျမတို့အပြိုအဖွဲတွေကတွားပြီးတော့ပန်းတွားထိုးကူမှာဖြစ်ပါတယ်ဒါပေမဲ့လဆင်ထဲမှာဆိုရင်ပန်းထိုးပါဝင်တာဖြစ်တဲ့အတွက်ကျမတို့တွေကဘေးကနေပဲကူညီပေးခဲ့ပါတယ်ဒါလေးကတော့ကျမရဲ့တငယ်ချင်းတွေပဲဖြစ်ပါတယ်အဲ့ဒီညတော့ကမီးလဲပြတ်တော့ပေါ့နော်မီးကတိတ်ပြီးတော့မလင်းပါဘူးရှိတဲ့မီးတီးနဲ့ပဲကောက်လင်းလိုက်ပါတယ်ဗီဒီယိုရိုက်နေတယ်ဆိုလို့ဒီဘက်လက်ပြီး post ပေးဆိုလို့ပို့ပေးလိုက်ပါတယ်အချောအလှလေးတွေပဲဖြစ်ပါတယ်စကားတပြောပြောရီရီမောမောနဲ့ပဲဒီပန်းဘေးနားမှာကွယ်နေတဲ့အမကြီးကတော့မနှက်ဖြတ်မှာမင်္ဂလာဆောင်မဲ့တတိုးသမီးဖြစ်ပါတယ်သူရီနေပါတယ်ဗောလေသူပြောနေတာပေါ့ပန်းလေးတွေချွေရင်စကားလေးတွေပြောရင်းနဲ့ပဲအချိန်က9နာရီကနေ10နာရီလောက်ရောက်သွားပါပြီနောက်ဆုံးမှာတော့အလှပန်းထိုးထားတဲ့ reset လေးရရှိလာပါပြီအပြင်မှာရန်ကိုလှပါတယ်ခရမ်းရောင်ပန်းလေးတိတဲ့သူရှိကြလားနာမည်မတီလို့ပြောခဲ့ကြပါအောင်ရှင်တိတဲ့သူတွေ comment မှာရေးခဲ့ပေးပါအောင်နော်နောက်နေ့မနက်မှာတော့ကျမတို့တွေကတငယ်ချင်းရဲ့ဝယ်တင်တို့ရောက်ရှိလို့လာပါပြီကျမတို့ကဘိုးလူမျိုးဖြစ်တဲ့အတွက်ကြောင့်ဘိုးရိုးရာဝိစုံနဲ့မင်္ဂလာဆောင်ကြတာဖြစ်ပါတယ်ကျမတို့အပြိုလူပြိုဖွဲရကြတော့လာတဲ့အတဲ့တွေကိုအခန့်ကျွေးမွေးရပါတယ်စားစရာတွေလက်ဖက်ရည်တွေကိုအခန့်ပြီးတော့ကျွေးမွေးရတာပေါ့နော်တကယ်ချင်းတွေနဲ့ပဲဖြစ်ပါတယ်ကျမတို့ကကြတော့မင်္ဂလာဆောင်တဲ့အခါမှာပိုးရိုရာဝိစုံအပြည့်ခေါင်းပေါင်းနဲ့ပဲဖြစ်ပါတယ်တကယ်ချင်းလေးရဲ့ဝယ်တင်လေးကရိုးရိုးရှင်းရှင်းလေးနဲ့အရန်ကိုလှပပါတယ်ရှင် congratulation ပါတကယ်ချင်းဟိုအောင်မအောင်ဘောဖတ်နိုင်ပြီးတော့တယောက်နဲ့တယောက်ချစ်ချစ်ခင်ခင်နဲ့ထာဝရတိုင်းဘောဖတ်နိုင်ပါစေလို့ဆုတောင်းပေးပါတယ်ရှင်ဒီနေ့ vlog လေးကတော့ဒီလောက်ပါပဲရှင်ကြည့်ရှုပေးတဲ့တူတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်